တင်းကိုထားရခဲ့တဲ့ချစ်သူကိုအလွယ်တကူပြန်လက်မခံတဲ့အချမ်း၅ချမ်းတချို့လူတွေကအယမ်းချစ်ကြီးတန်ရုံးစင်ကြည့်တတ်ကြတော့ကိုနာကျင်အောင်လုပ်ဖို့တဲ့ချစ်သူအောင်ကပြန်ဆက်သွင်းလာရင်အလွယ်တကူပြန်လက်ခံတတ်ကြတယ်ဒီလိုမျိုးကိုတစ်ချိန်တစ်ခါဆွတ်ပစ်ခဲ့တဲ့လူကိုပြန်လက်မခံတဲ့အကြောင်းရင်းတွေအများကြီးတွေကတချို့ကိုပြောပြပေးပါမယ်နံပါတ်1တင်းကိုနောက်တစ်ချိန်ထပ်ပြီးထားသွားနိုင်တယ်တင်းကိုတစ်ချိန်တစ်ခါနာကျင်စေဖို့တဲ့သူဟာနောက်ထပ်လည်းတင်းကိုနာကျင်အောင်လုပ်နိုင်ပါတယ်တင်းကအလွယ်တကူခွင့်လွှတ်ပေးနိုင်မှန်သေးရင်အမြဲတမ်းသူအနိုင်ယူနေမှာပါဒါပေမဲ့တစ်ချက်ရှိတာကသူကတင်းကိုအရန်တောင်းပန်ပြီးနောက်တစ်ချိန်ပြန်လက်ခံမှုအရန်ကြိုးစားနေရင်တော့သူ့ဘက်ကတကယ်ချစ်တာမို့စောင့်ကြည့်ပြီးပြန်လက်ခံလိုက်ပါနံပါတ်2တင်းကိုသူလေးစားမှမဟုတ်တော့ဘူးသူမလို့တိုင်းတင်းဘက်ကအလွယ်ခွင့်လွှတ်ပေးနေရင်တော့သူကတင်းကိုလေးစားတန်ဖိုးထားမှမဟုတ်ပဲခဏတင်းမကြိုက်တာတွေလုပ်နေအောင်ပါပဲနံပါတ်3တငယ်ချင်းတွေကြားထဲမှာအဆက်ကွဲလိမ့်မယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်အချင်းချင်းစင်ပြေခြင်းမပြေခြင်းတွေကိုတငယ်ချင်းတွေစီရှင်းပွင့်ကြပါတယ်တင်းကတင်းပေါ်နာကျင်အောင်လုပ်တဲ့တင်းချစ်သူကိုခဏပြက်ဆဲပြီးအလွယ်တကူပြန်လက်ခံပြီးပြန်တွဲနေရင်တင်းတငယ်ချင်းတွေကခင်မမို့ကြီးတွေဖြစ်ပြီးတငယ်ချင်းတွေရဲ့မြစ်တာပို့လာပါခံရပါအောင်မေတင်းတငယ်ချင်းတွေကြားမှာအဆက်မကွဲခြင်းရင်အရှာရအသေးစိတ်ရှင်းမဖွင့်မိပါစေနဲ့နံပါတ်4နောက်ဆုံးတင်မယ်ပိုနာခြင်းရမယ်သူမလို့တိုင်းတင်းကချစ်တဲ့စိတ်နဲ့အမြဲခွင့်လို့ပေးနေရင်ခဏနာကျင်ဝမ်းနေရမှာတင်ကိုယ်တိုင်းပါပဲနံပါတ်5အချိန်လေးကုန်နေငယ်ရွယ်နှုတ်ပြတဲ့အချိန်လေးကနှစ်ခါပြန်မရဘူးနော်တချို့မိန်းကလေးတွေကတော့သူတို့ကိုနာကျင်စေတဲ့ချစ်သူကိုလက်မလွတ်နိုင်တဲ့အတွက်နှစ်တည်ကြာကြီးရုံးမထွက်နိုင်ပဲခံစားကြရတယ်နောက်တစ်ချိန်မှာကုံဆုံးသွားတဲ့အချိန်လေးတော့နောက်တိုင်းရနေမယ်ဆောင်ကိုပေါ်မကောင်းတဲ့သူကိုပြက်သားထားခဲ့ပြီးဘဝသစ်စားလိုက်ပါအသေးခွေးလို့ခံစားရတာကခဏပါမကောင်းတဲ့လူကိုလက်မလွတ်နိုင်ရင်တော့အချိန်ခံစားရလိမ့်မယ်ဒါဆိုရင်တော့ကိုနာကျင်စေခဲ့မှုတဲ့ချစ်သူအောင်ကိုအလွယ်တကူပြန်လက်မခံသင့်မှုဆိုတာနားလေကြမှာပါသူဘက်ကတစ်ချိန်တစ်ခါမှားပြီးမှတင်းချစ်ကိုပြန်ရဖို့ကြိုးစားလာရင်တော့သူတင်းကိုတကယ်ချစ်တာဖြစ်နိုင်ပါတယ်အဲ့လိုပြန်တောင်းပန်လာရင်လေချက်ချင်းပြန်လက်မခံမေသူ့ကိုစောင့်ခိုင်းပါသူတို့ခက်ခဲကြိုးစားပြီးမှတင်းချစ်ကိုနောက်တစ်ချိန်ပြန်ရရင်တင်းကိုနောက်ထပ်နာကျင်အောင်လုပ်ရင်းမှမဟုတ်တော့ပါဘူး